အားလုံးပဲမင်္ဂလာပါရှင်။ Hello Channel လေးကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာဇီဇဝါပန်းရဲ့စီးပတ်ဝင်အကြောင်းအရာလေးတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အနှံလေးရရင်အမောပြေစေပြီးအစင်းလေးများမြင်ရရင်နှစ်ချိုက်သဘောကျစရာကောင်းတဲ့ဇီဇဝါပန်းလေးကိုမသိသူကတော့ခက်ရှားချပါ။ချန်စီယိုပန်းပင်အဖြစ်စိုက်ပျိုးကြတာမျိုးရှိသလိုအလှစိုက်တာမျိုးတွေလည်းရှိပါတယ်။ဒီလိုလှပတဲ့ဇီဇဝါပန်းကစီးပတ်ဝင်သလားဆိုတာကိုသိမိဘူးပါသလား။ဒီတစ်ခေါက်တော့လှပတဲ့ဇီဝပန်းလေးကစိတ်ပဲဝင်သလားဘလိုမျိုးစိတ်ပဲဝင်တာလဲဆိုတာကိုပြပြပေးသွားခြင်းပါတယ်ဇီဝပန်းဆိုတာကအလင်မှာဝိဆန်နိုင်လေးပါပြီးရွက်ဖက်အဖြူနှစ်ရောင်လေးတွေအထက်ထက်နဲ့ရှိပြီးအညာတန်ကစိမ်းရောင်ဖြော့ဖြော့လေးပါအရွက်လေးတွေကတော့တိတ်မရှိတိတ်မဝိုင်းပဲအစိမ်းရောင်ဆူဆူလေးရှိပြီးရွက်ကြောဖြားဖြားလေးရှိပါတယ်ဇီဝပန်းစိတ်ပဲဝင်သလားဇီဝပန်းစိတ်ပဲဝင်သလားဆိုတော့စိတ်ပဲဝင်ပါတယ်ဘလို့စိတ်ပဲဝင်တယ်လဲဆိုတာကိုအတူတူဆက်လက်ကြည့်ကြရအောင်လားနော်နံပါတ်1အယောင်ကျစေနိုင်ခြင်းဇီဇဝါဘက်မှာပါတဲ့ဓာတ်နှမျိုးကြောင့်အယောင်ကျစေနိုင်ပါတယ်ခန္ဓာကိုယ်ကိုယောဂပိုးတွေနဲ့ပြင်ပကဓာတ်မတက်မှုဖြစ်စေနိုင်တဲ့အရာတွေကြောင့်ထိခိုက်မှုကနေကာကွယ်ပေးပါတယ်ကိုယ်တွင်းမှာတွေးဖြူဥစဲထွက်ရှိမှုတိုးစေပြီးထိခိုက်မှုကင်းစေပါတယ်နံပါတ်2စိတ်သက်ကြတာကိုသက်သာစေခြင်းဇီဇဝါပန်းရဲ့ရနှန်းကစိတ်ခံစားမှုကောင်းစေပြီးစိတ်အပန်းပြေစေသလိုစိတ်လက်အပန်းပြေစေနိုင်တဲ့အာနိသင်ရှိပါတယ်အာယုံကြောဆဲတွေကိုအားရစေပြီးစိတ်ဖြစ်စီမှုကိုပြေလျော့စေနိုင်ပါတယ်ကောင်းကောင်းအိပ်ပျော်စေဖို့လည်းထောက်ကူပေးနိုင်ပါတယ်နံပါတ်3ကိုယ်အလဲကျိန်ထိန်းညှိပေးခြင်းဇီဇဝါပန်းရဲ့အစီအနှစ်ကကိုယ်တွင်းအစီအပိုတွေကိုဖိရှားပေးနိုင်တယ်လို့ဓာတ်တုဆန့်ကျင်အာနိတွေပါဝင်နေတာကြောင့်အဝလွန်နာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်နံပါတ်4အစာချေစနစ်ကျန်းမာစေခြင်းဇီဇဝါပန်းမှာအက်ဆစ်တွေပါဝင်နေပြီးအစာချေစနစ်ကိုကျန်းမာစေဖို့ထောက်ကူပေးပါတယ်အစာအိမ်ရောင်နာအစာအိမ်အနာအစာချေအက်ဆစ်ပြန်ဆန်တက်တာအစာအိမ်ပိုးဝင်တာမျိုးတွေကိုတတ်တာစေဖို့လှုံ့ဆော်ပေးပါတယ်နံပါတ်5တွေးတွင်းတခြားတဲ့ထိန်းညှိပေးခြင်းနောက်ထပ်အာနိသင်တစ်ခုကတော့ဇီဇဝါပင်ရဲ့အစီအနှစ်ကကိုရင်းကအစီတွေကိုဖယ်ရှားပေးနိုင်တယ်လို့အီဆူလင်ထွက်ရှိအောင်လှုံ့ဆော်ပေးပြီးတွေးတွင်းတခြားတဲ့ကိုထိန်းညှိပေးပါတယ်နံပါတ်6တွေးလက်ပတ်မှုကောင်းစေခြင်းကိုယ်လက်လှုပ်ရှားမှုနမ်းမဲ့ဆိုရင်တွေးလက်ပတ်မှုလည်းမကောင်းနိုင်ပါဘူးဒါကြောင့်ကိုယ်လက်လှုပ်ရှားမှုလှုပ်ဆောင်ဖို့လိုပါတယ်ဒီနေရာမှာကိုယ်လက်လှုပ်ရှားမှုလုပ်တာနဲ့အတူတွေးလက်ပတ်မှုကောင်းစီအသုံးပြုပေးလို့ရတာလေးတစ်ခုရှိပါတယ်ဒါကတော့ဇီဇဝါပန်းရဲ့အစီအနှစ်ပါဇီဇဝါပန်းအစီအနှစ်ကတွေးလက်ပတ်မှုကောင်းစေပြီးကိုယ်တွင်းမှာလုံလောက်တဲ့အောက်ဆီဂျင်နဲ့အာဟာရတွေကိုရရှိစေဖို့ကူညီပေးပါတယ်နံပါတ်9နာကျင်မှုကိုသက်သာစေခြင်းအထိုင်များတာလှုပ်ရှားမှုများတာစသဖြင့်အမျိုးမျိုးသောအကြောင်းရင်းတွေကြောင့်နာကျင်တာမျိုးတွေခံစားရမယ်ဆိုရင်သက်သာစေဖို့ဇီဇဝါပန်းကိုအသုံးပြုပေးလို့ရပါတယ်ဇီဇဝါပန်းကနာကျင်မှုကိုတက်တာစေနိုင်တယ်လို့အယိုးအကျော်နဲ့ကြွက်သားတွေကိုတက်တောင်တက်တာဖြစ်စေနိုင်ပါတယ်။ခေါင်းကိုက်တာကြွက်သားတွေကိုက်ခဲတာကိုတက်တာစေတယ်လို့ခြေကုံလက်ပန်းကြတာကိုလည်းတက်တာစေနိုင်ပါတယ်။နံပါတ်10အသက်ရှူလမ်းကြောင်းကျန်းမာစေခြင်းဇီဇဝါပန်းရဲ့အနှံ့ကစိတ်ခံစားမှုကောင်းစေတယ်လို့အသက်ရှူလမ်းကြောင်းကိုလည်းကျန်းမာစေနိုင်ပါတယ်။နှာခေါင်းပိတ်တာရင်ကျက်တာတွေကိုတက်တာစေဖို့ဇီဇဝါပန်းအစီကိုရင်နွေးထဲထည့်ပြီးရင်နွေးငွေ့ရှူပေးလို့ရပါတယ်။နံပါတ်9တိမြင့်မှုစွမ်းရည်ကောင်းစေခြင်းဇီတဝါပန်းကိုလူကြီးမိဘတွေမှာမှတ်မိနိုင်စွမ်းကျလာတာတိမြင့်မှုစွမ်းရည်ကျဆင်းလာတာတွေကိုသက်သာစေဖို့အသုံးပြုပေးလို့ရပါတယ်။အုံနောက်ကိုကျန်းမာစေပြီးလုပ်ငန်းဆောင်တာတွေကိုလှုပ်ဆောင်နိုင်စေဖို့ထောက်ကူပေးနိုင်ပါတယ်။မှတ်မိနိုင်စွမ်းကျဆင်းတာကိုအတိုင်းအတာတစ်ခုထိကာကွယ်ပေးနိုင်ပါတယ်။နံပါတ်7စီလန်းချောင်းကျန်းမာစေခြင်းစီလန်းချောင်းပိုးဝင်တာအပါအဝင်စီလန်းချောင်းမှာဖြစ်တတ်တဲ့ကျန်းမာရေးပြဿနာတွေကိုတက်တာစေဖို့ဇီဇဝါပန်းကိုအသုံးပြုပေးလို့ရပါတယ်။ဇီဇဝါပန်းမှာပိုတက်ဆီယမ်နဲ့ဓာတ်တို့ဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကကြောက်ကပ်ကိုထိခိုက်မှုကင်းစေဖို့ကာကွယ်ပေးပြီးစီလန်းချောင်းကျန်းမာစေဖို့လှုံ့ဆော်ပေးပါတယ်။နံပါတ်7အသားရည်ကျန်းမာစေခြင်းအသားရည်6တွေ့မွေး6လို့စိတ်ညစ်နေပြီလားဒါဆိုရင်တော့ဇီဇဝါပန်းလေးကိုအသုံးပြုပေးလို့ရပါတယ်။ဇီဇဝါပန်းကအရေးပြားကိုအဆိုးတက်ထိန်းသိမ်းပေးပြီးအေးပြားပေါ်ကဆဲသေးတွေကိုဖယ်ရှားပေးတယ်လို့ဆဲအတွေ့တွေဖြစ်ပေါ်စေဖို့လည်းထောက်ကူပေးပါတယ်။ဘယ်လိုတွေတတိထားရမလဲ။ဇီဇဝါပန်းကကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမဲ့တန်ဆေးလွန်ပေးဆိုသလိုအများကြီးမသုံးသင့်ပါဘူး။ယောဂအခန်းရှိသူတွေကျန်းမာရေးပြဿနာတွေကြောင့်စားတောက်နေရသူတွေကိုဝင်ဆောင်တွေနှုတ်တိုက်မိခင်တွေအနေနဲ့ဆရာဝန်နဲ့တခြားတိုင်းပင်ပြီးမှအသုံးပြုသင့်ပါတယ်။ဇီဇဝါပန်းနဲ့ပတ်သက်ပြီးကောင်းကျိုးဆိုးကျိုးတွေကိုဆက်လက်လေ့လာဖို့လိုပါသေးတယ်။တဘာဝစီးပဲဝင်ဆိုပေမဲ့ဓာတုဗေဒအနည်းအရာတက်ဆင်ထားခြင်းမရှိရင်ခန္ဓာကိုယ်အတွက်အဆိပ်တောက်ဖြစ်နိုင်တာကိုသိထားရင်လိုအပ်ပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တာကတော့ဇီဇဝါပန်းရဲ့စီးပဲဝင်ပုံတွေကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီ
ဗီဒီယိုလေးကတင့်အတွက်အကျိုးရှိမယ်ဆိုရင် like and subscribe လုပ်ခဲ့ဖို့တောင်းဆိုပါတယ်ရှင်